အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စက်သားဇင်ရော်ဖြစ်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့တစ်ကလေးတရက်ဖြစ်ပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ကျွန်တော်ဒီနေ့ကွန်တက်လေးရတော့မိဘပြည်သူများကိုခွင့်ပန်ကြားစရာလေးရှိလို့ပါကျွန်တော်ရဲ့စီးရေးသတင်းတွေကိုဒီဇိုင်းမဲ့နားထောင်လာတဲ့အတွက်ကျွန်တော်တို့တော်လန်ရေးရေချိန်မြင်မှုစစ်ကောင်စီရဲ့အရှုံးကြီးရှုံးနေမှုတွေနဲ့ကျွန်တော်တို့တော်လန်ပြည်သူတွေတော်လန်ရေးရဲဘော်ရဲဘက်တွေရဲ့စွန့်လွတ်စွန့်စားလှုပ်ဆောင်မှုတွေကိုညဝါထင်တင်မြေပြင်ကနေကြည့်ရှုနေရတယ်လို့တွေ့မြင်နေကြရမယ်လို့လည်းယုံကြည်မျှော်လင့်ပါတယ်မြေပြင်မှာလောက်ကင်ဆောင်ရွက်နေကြတဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုတော်လန်ပြည်သူများမပီမပြင်းမြင်ရတယ်ဆိုရင်ကျွန်တော်ရဲ့တင်ဆက်မှုညံပြင်းလို့တာဖြစ်ပါတယ်ထို့အတူပဲစစ်ကောင်စီရဲ့ကြာရှုံးနေမှုတွေစစ်ရေးဖြစ်နေမှုတွေလှုပ်ရှားနေမှုတွေအပြောင်းလဲတဲ့ပရိယေတွေလောက်ကင်နေမှုတွေကိုလည်းအထင်သာမြင်စေရန်ရည်ရွယ်ပါတယ်အထင်ရှားမမြင်ရဘူးဆိုရင်လည်းကျွန်တော်ရဲ့တင်ဆက်မှုညံပြင်းလို့တာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒေါ်လာပြည်သူတွေဟာစစ်ကောင်စီရဲ့လှုပ်ရှားစေကစားမှုတွေရွေးကောက်ပွဲအတွက်နှီးမျိုးစုံနဲ့ချဲ့လဲနေတာတွေကိုတွေ့မြင်ကြရပြီဖြစ်ပါတယ်ကျွန်တော်တို့ဟာနိုင်နေပါတယ်ရှုံးနေတယ်လို့လုံးဝမထင်မှတ်စေလိုပါဘူးကျွန်တော်ရဲ့နေ့စဉ်စည်ရေးသုံးသပ်ချက်တွေမှာလည်းစစ်ကောင်စီရဲ့တက်တီတက်လို့လှုပ်ရှားမှုတွေဟာများနေတယ်အောင်ရှိမယ်လို့တော်လန်ပြည်သူတွေထင်မှတ်ကြပါလိမ့်မယ်စစ်တပ်ဟာအလဲလဲကွဲကွဲရှုံးနေတယ်ဖြစ်ပါတယ်အချီလည်းရှုံးခဲ့ပြီးပါပြီအခုလူသစ်စုကာလမှာလူသစ်စုလာတဲ့အခြေအနေမှာတော့စစ်တပ်ဟာကောက်ရိုးမီတစ်ဖွဲပြန်ပြီးတော့အားကောင်းလာခဲ့ပါဒါသူတို့ရဲ့ကောက်ရိုးမီအချိန်ပဲဖြစ်ပါတယ်စစ်တပ်ဟာဒီလိုပဲကောက်ရိုးမီတွေနဲ့တပွဲတို့ဆေးတွေနဲ့အသက်ဆက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီအမြင့်ပြအောင်တိုက်ပွဲဝင်ရတာဖြစ်တဲ့အတွက်ဒေါ်လာပြည်သူများစိတ်မချမှုတွေဒေါ်လာရေးခကြီးရလဲကြာရှည်လာတဲ့အတွက်အချင်းချင်းအဖို့အတိုက်တွေရှိနေပါတယ်ဒါကစစ်တပ်လိုချင်တဲ့ပုံစံပဲဖြစ်ပါတယ်ဒီဟာတွေကိုကျွန်တော်တို့ဒီရဲရင်ဆိုင်ကြော်ဖြတ်ပြီးမှရှေ့ကိုသွားရမှာကျွန်တော်တို့ရှောက်နေတဲ့လမ်းဟာပန်းခင်းတဲ့လမ်းမဟုတ်ပါဘူးပန်းခင်းတဲ့လမ်းမဟုတ်ဘူးဆိုတာလဲအားလုံးသိပြီးကြပြီဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလမ်းကိုတာယာမယ်ထင်လို့ရွေးခဲ့ကြတာမဟုတ်ပါဘူးကျွန်တော်တို့ခင်မာဒီကျွန်တော်တို့မျိုးဆက်မာဒီနောင်မျိုးဆက်ဒီစေအုပ်စုစစ်အာဏာရှင်အကြမ်းဖက်ဝါဒီတွေဟာပုံမြင်ပါလားသမိုင်းပါလားဇာနာကြီးပါလားဆိုပြီးတော့ထားခဲ့ရသည့်အထိလောက်ကင်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာပင်ပန်းပါမယ်ဆင်းရဲပါမယ်ဒါထက်လည်းပိုပြီးကျွန်တော်တို့ဆင်းရဲပါလေဦးမယ်ချွေးထွက်များမှသွေးထွက်နဲမယ်ဆိုသလိုပဲကျွန်တော်တို့ဒီပင်ပန်းပန်းနဲ့လောက်ကြရမှာဖြစ်ပါတယ်နောင်လာမဲ့မျိုးဆက်အတွက်လက်ဆင့်ကမ်းအမွေပေးနိုင်စရာဟာဒီတစ်ခုပဲရှိပါတော့တယ်ဒါကိုကျွန်တော်တို့မဖြစ်အောင်ဒီဇိုင်းမတ်သွားရမှာပဲဖြစ်ပါတယ်ရေကောက်ပွဲလုံကာလတွေမှာစစ်တပ်ဟာထင်ရမြင်ရတွေလှုပ်လာအောင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့အဓိကဒီတွေးမကွဲဘူးပဲဖြစ်ပါတယ်တွေးကွဲလို့လည်းမရပါဘူးငါကွဲရင်ကြားဆွဲပါတယ်ဒါပေမဲ့ကြားဆွဲတဲ့အခါမှာလည်းနွားဟာကွဲလေးရှိပါတယ်ကျွန်တော်ဥပမာပေးရိုင်းတယ်ဆိုရင်ခွင့်လို့ကြပါကျွန်တော်တို့ညီမဖြစ်ပါလိမ့်လူညီရင်ကျွန်တော်တို့မှန်ဒီဖြစ်စေမှားဒီဖြစ်စေအီယိုတောင်ကျွဲဖတ်လို့ရပါဒါအမှန်တိုင်းပြောပြခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေဆက်ပြီးရုန်းကန်ရမယ်ဆက်ပြီးကြိုးစားရမယ်လို့ပဏာမပြောကြားလိုခြင်းဖြစ်ပါတယ်အခုပြောချင်တဲ့အကြောင်းအရာလေးဟာကျွန်တော်မအားမလတ်ဖြစ်နေတဲ့အတွက် YouTube မှာ content video တင်တာတွေကိုခਿੱတမြရန်နာထားရမှာဖြစ်ပါတယ်အချိန်ပေးနိုင်တာနဲ့အရင်လိုစေးတဲ့သုံးသပ်ချက် content video တွေကိုတရက်တစ်ပုတ်ပုံမှန်တင်ဆက်နိုင်အောင်ကြိုးစားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ content video တွေကိုနေ့စဉ်ပုံမှန်စောင့်မျှော်ပြီးတော့နားတော်တာဆင်နေကြတဲ့ပြည်သက်ကြီးအနေနဲ့လည်း content မတင်ပေးနိုင်တဲ့ရက်တွေအတွက်တီးခံနားလည်ပေးကြဖို့လေးစားစွာမေတ္တာရက်ခံအပ်ပါတယ်
နောက်ပိုင်းကျရင်ဒီတဲ့ပို့ပြီးစိတ်ဝင်စားစရာကောင်းမဲ့သတင်းပို့ပြီးတိကျမှန်ကန်တဲ့တော်လန်သတင်းများကိုအချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးနိုင်မှုအစဉ်တစိုက်ကျိုးပန်းအားထုတ်ပေးနေမှာဖြစ်ပြီးတော်လန်ရေးပြီးဆုံးသည့်အထိပြည်သူနဲ့တသားတည်းအားဖြင့်ပါဝင်ပေးနေမှာဖြစ်ပါကြောင်းဂရုပြုလိုက်ရပါတယ်ကိုပိုင်မှုကိုပိုင်ရာဖြစ်တဲ့ကျွန်တော်ရဲ့ပိဋကတ်တွေလည်းအကြိုက်ဖြစ်တဲ့စိတ်အားတက်ကြွရုံနဲ့မဟုတ်ဘဲနဲ့တကယ်မြေပြင်အခြေအနေမှန်တွေကိုပဲတချို့နေရာတွေမှာအားတက်စရာတွေဖြစ်မယ်တချို့နေရာတွေမှာနာကျင်စရာတွေဖြစ်မယ်တချို့နေရာတွေမှာခံပြင်းစရာတွေဖြစ်မယ်ဒါတွေအားလုံးစုပေါင်းလိုက်ကျွန်တော်တို့ဟာခွန်အားအဖြစ်ပြန်လဲပြောင်းလဲနိုင်အောင်မြေပြင်နဲ့အနီးဆက်ဆုံးခံရတာလည်းရှိမယ်ပြန်ချတာလည်းရှိမယ်ဆိုတော့မူတိုင်းဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်စလည်းဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲဖြစ်ရင်အောင်ပွဲရှိအောင်ပွဲတွေနဲ့အတူတူကျွန်တော်တို့တွေပြန်ဆောင်ပါမယ်